ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ PS Motor Science နေကျွန်တော်တို့ကြိုဆိုလိုက်ပါတယ်ခင်ဗျာနော်ကျွန်တော်ဒီနေ့ပြပေးမယ့်ဘင်းကတော့ကျွန်တော်တို့ Honda Click 160 model 2025လေးစီစဉ်နဲ့လာမယ့်ဆက်မှာဖြစ်ပါတယ်ခင်ဗျာနော်ကဲကျွန်တော်တို့ချားလိုက်ကြည့်ပါဦးခင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်တို့သူ့မင်းအရှင်းမင်းနောက်မီ LED မီနဲ့လာပါမယ်ခင်ဗျာနော်ကျွန်တော်ဒီတန်ရလေးဆိုလဲကျွန်တော်အတစ်တိုင်းချမှာအောင်မယ်ခင်ဗျာနော်သူ့ရဲ့ဖောက်ကကျွန်တော်တို့telescope ဖောက်ဖြစ်မှာပေါ့နော်အရှင်းမှာကျွန်တော် ABS နဲ့လာမှာဖြစ်ပါတယ်ခင်ဗျာနော်ကဲဒါဆိုကျွန်တော်တို့ဓာတ်ခွက်လေးချက်လာကြည့်ပြပါအောင်ခင်ဗျာနော်ဒီကောင်ကကျွန်တော်တို့စမတ်ကြီးနဲ့လာမှာဖြစ်ပါတယ်ခင်ဗျာနော်သူရဲ့ကျွန်တော်ကီလိုမီတာ1000လောက်မပြည့်သေးဘူးခင်ဗျာ900ကျော်လေးပဲရှိသေးတယ်ပေါ့နော်လုံးဝပါကင်ကြောတက်ရမယ့်ဘိန်းလေးဖြစ်ပါတယ်ခင်ဗျာနော်โอเคအဲ့ပဲကြည့်လိုက်ပါလုံးဝကိုချုံမထွတ်နေအောင်လာတဲ့ဘိန်းလေးပေါ့နော်ကဲဒီကောင်ဘောက်ကတော့ကျွန်တော်တို့18လီတာလေးထည့်လို့ရပါမယ်ခင်ဗျာနော်စီကကျွန်တော်တို့9.5လီတာထိထည့်လို့ရမှာဖြစ်ပါတယ်ခင်ဗျာနော်ကဲသူရဲ့ဆက်ကကျွန်တော်တို့ ESP Plus ဆက်နဲ့လာမှာဖြစ်ပါတယ်ခင်ဗျာနောက်ဖောက်ကကျွန်တော် unit swing ဖောက်ဖြစ်မယ်ပေါ့နော်ကျွန်တော်နောက် player ကြားလို့ရှိလို့ရှိရင်ဒီနောက် player ပေါ့နော်နောက် player ကြားလို့ရှိရင်ကျွန်တော်တို့ display blade နဲ့လာမှာဖြစ်ပါတယ်ခင်ဗျာနော်ကျွန်တော်တို့ original တိုင်းဖြစ်မယ်ကျွန်တော် engine ပူမှာဆိုတော့ကျွန်တော်တို့ရေတိုင်ကြီးထက်လာပြင်မယ်ပေါ့နော်ကောင်းလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီဟိုကာဘာလေးလေးမှာရှေ့ရပွန်းရတယ်ကျွန်တော်တို့လုံးဝမရှိပါဘူး engine ခွဲရရတယ်ကျွန်တော်လုံးဝမရှိပါဘူးခင်ဗျာနော်ဆိုင်ငံဘုကကျွန်တော်မသွင်းနိုင်လို့ကျွန်တော်တို့ပြန်လာအပ်ထားလိုက်ဘိန်းလေးဖြစ်ပါတယ်လုံးဝကျွန်တော်ပါကင်ကြောတက်ရမယ့်ဘိန်းလေးပဲဖြစ်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါဒါဆိုကျွန်တော်တို့ engine တန်လေး6လောက်လိုက်နာအောင်ကြည့်အောင်ခင်ဗျာနော်โอเคပါဒါကျွန်တော်လေးပါဆွဲပြမှာမယ်နော်โอเคပါခင်ဗျာနော်ဒီဘိန်းကကျွန်တော်တို့လက်ငယ်လက်ချရေးကြကော်ရမှာဖြစ်ပါတယ်ခင်ဗျာနော်နယ်ဝင်းနယ်နီးကျွန်တော်တို့အကုန်လုံးဒီပို့ပေးမှာဖြစ်ပါတယ်ခင်ဗျာသူရဲ့လက်ငယ်စီကကျွန်တော်တို့6400နဲ့900ပဲဖြစ်ပါတယ်ခင်ဗျာနော်ကဲအားလုံးစိတ်ဝင်စားရှိကျွန်တော်တို့ PS Motor Science ပဲဖြစ်ဖြစ်ကျွန်တော်တို့ TikTok ပိတ်မှန်စညာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဆက်သွယ်လာလို့ရပါတယ်ခင်ဗျာနော်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ